င်္ဂလာပါရှင်။ဘာမဘူးကြီးရဲ့တပတ်တွင်းသတင်းတွေကိုကျမအင်နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်တွေကဗမာမြို့သားတော်လှန်ရေးတပ်မတော် BNR အဖွဲ့ခေါင်းဆောင်နိုင်လင်းခွန်ဘိုးနဂါဟာမိသားစုဝင်တွေလက်နက်ခဲယမ်းတွေနဲ့အတူဖေဖော်ဝါရီ18ရက်မှာလက်နက်ချအလင်းဝင်သွားပါတယ်။ဘိုးနဂါပေါ်တိုင်တန်းထားတဲ့အမှုတွေပေါ်အရေးယူတဲ့အနေနဲ့ NUG လက်အောက်ခံတပ်တွေက BNR ကိုအလုံးရှင်းနဲ့တိုက်ခိုက်ခဲ့ပြီးနေမကူးခင်မှာပဲဘိုးနဂါဟာစစ်တပ်ဘက်ကိုလူသိရှင်ကြားကူပြောင်းသွားခဲ့တာဖြစ်ပါတယ်။ထူးထူးခြားခြားအနေနဲ့စစ်တပ်ဘက်ကရဟတ်ရှင်တွေနဲ့ချက်ချင်းလာကဲထုတ်သွားတဲ့အတွက်လည်းဘိုးနဂါနဲ့မြန်မာစစ်တပ်ငကိုကလေးကအချိတ်ဆက်ရှိနေတဲ့ဆိုတဲ့ဆွဆွဲချက်တွေပို့ခိုင်မာလာတယ်လို့ရှိလာပါတယ်။သူအလင်းဝင်ပြီးမကြခင်မှာပဲပလဲနယ်ထဲမှာရှိတဲ့နေမြေတော်တော်များများကိုလေကြောင်းကနေတိုက်ခိုက်ခံခဲ့ရပါတယ်။ BNR တပ်ဖွဲ့ဝင်တော်တော်များများက NUG လက်အောက်ကိုဝင်ရောက်ခိုလုံလာကြပြီးဘိုးနဂါရဲ့အနီးကပ်လူယုံတချို့ကတော့စစ်တပ်ဘက်ကိုဗတ်ပြောင်းရောက်ရှိသွားပါတယ်။ဒေသခံကာကွယ်ရေးတပ်တွေကတော့ဘိုးနဂါတပ်ကထွက်ပြေးသွားတဲ့သူတွေကိုလိုက်လံရှာဖွေခေါ်ယူနေပြီးအပြစ်မရှိပါကမစိုးရိမ်ကြဖို့နဲ့လက်နက်တွေကိုမဖျက်ဆီးပဲပြန်အပ်ဖို့ကြေညာထားပါတယ်။ဘိုးနဂါအလေးဝင်သွားပြီးနောက်စစ်တပ်ဘက်ကဓာတ်ပုံတွေထုတ်ပြတာကလွဲလို့သူနဲ့ပတ်သက်လို့နောက်ဆက်တွဲထပ်ပြီးထုတ်ပြန်ထားတာမရှိသေးပါဘူး။ဘာပဲဖြစ်ဖြစ်ဘိုးနဂါလိုဒေသကောင်းဆောင်အဆင့်တအူအလဲဝင်သွားတာနဲ့နောက်လိုက်တချို့လဲလိုက်ပါသွားတာတွေကတော့2021အာဏာသိမ်းပြီးနောက်မှာတော့ပထမဆုံးဖြည့်ရက်ဖြစ်နိုင်ပါတယ်။ဘိုးနဂါအလဲဝင်တဲ့တဲ့နဲ့မရှိမနှောင်းဆိုသလိုထွက်လာတဲ့ NUG အတွင်းဝင်မက်ကြည်ပြအပေါ်တိုင်တန်းထားမှုအပေါ်ပနာမထွက်ပေါ်လာတဲ့ရလက်တွေကိုတိုင်တန်းထားသူတွေဘက်ကရောCDN အတိုင်းဝိုင်းနဲ့တော်လိုင်းအတိုင်းဝိုင်းကတချို့ပါမကျေနပ်မှုတွေရှိနေပြီးဝေဖန်မှုတွေထွက်လာနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့လူမှုကြားမကျေလည်မှုတွေကိုဖြေရှင်းဖို့လို့ယူဆရတဲ့ NUG ရဲ့သတင်းစာရှင်းလင်းပွဲကိုဒီကနေ့နေ့လယ်ကလုပ်ခဲ့ပြီးတာဝန်ရှိသူတွေကလည်းတချို့အချက်လက်တွေကိုဝန်ခံပြောကြားသွားခဲ့ပါတယ်။ဘာတွေကိုဝန်ခံပြောကြားခဲ့တာပါလဲ။တော်လှန်ရေးအပေါ်မှာအယုံကြည်မဲ့သွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတာကျွန်တော်တို့သဘောပေါက်ပါတယ်เนาะ။ဒါကြောင့်လည်းပဲကျွန်တော်ခုနကတော့ဒီစုံစမ်းစစ်ဆေးရဲ့ process ထဲမှာကျွန်တော်တို့ဒါကိုခုနပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ process အရာဆိုရင်ကျွန်တော်တို့စုံစမ်းစစ်ဆေးအဖွဲ့အနေနဲ့ဒါကိုတင်ပြမယ်เนาะခုနကျွန်တော်တို့တာဝန်ပေးတဲ့ညီရုပ်ကိုတင်ပြမယ်ပြီးရင်ကျွန်တော်တို့အစိုးရအဖွဲ့ကိုတင်ပြမယ်เนาะအဲ့ဒီပုံမှာမှဝန်ကြီးချုပ်တို့အစိုးရအဖွဲ့တို့စုပ်ဖြတ်ချက်ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒါကိုခုနတိုင်ကြားသူတိုင်ကြားခံသူတို့တွေကိုကျွန်တော်တို့ဒီရှင်းပြမယ်ပြီးရင်လိုအပ်ရင်စောစောပြောလို့เนาะမီဒီယာမှာဒါကိုexpose လုပ်မယ်ပေါ့เนาะပြီးရင်ဒါလည်းမကသေးဘူးပေါ့เนาะတကယ်တော့အပြန်အလှန်နှစ်ဖက်ခုနလိုပဲခြေပကျင်တာတွေလည်းရှိနိုင်တယ်ဒါနဲ့ပတ်သက်ပြီးတော့ခုနလိုနောက်ဆက်တွဲတွေလည်းရှိနိုင်တယ်ဆိုတော့ဒါကိုကျွန်တော်တို့စီစဉ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ timing တစ်ခုအောက်သွားတဲ့သဘောဖြစ်တယ်လို့ကျွန်တော်တော့ဒါကိုဖြည့်ချင်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးကလည်းဒီဟာကိုသိကျင်နေတယ်ပေါ့နော်အားလုံးကလည်းကြားကျင်နေတယ်ဒါနဲ့ပတ်သက်ပြီးသိကျင်နေတယ်ဆိုတော့တချို့ဆုံးဖြတ်ချက်တွေကျွန်တော်ထင်တယ်ဒါလောသွားတဲ့သဘောဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်တကယ်တော့ဘိုးနဂါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဟာအားလုံးဒါသိတဲ့အတိုင်းပဲကျွန်တော်ဒီနေ့တော်လှန်ရေးမှာကျွန်တော်တို့တွေတော်လှန်ရေးရဲ့အချိန်အဟုန်ကတကယ်တော့နိုင်ငံရေးအရာရောစစ်ရေးအရာရောအချိန်အဟုန်တစ်ခုရနေတဲ့အချိန်အားလုံးသိတဲ့အတိုင်းပဲနိုင်ငံရေးအရာစစ်ရေးအရာအဆင့်တစ်ခုတက်ဖို့ပြောင်းနေတဲ့အချိန်ကျွန်တော်တို့ဖွဲ့စည်းတည်ဆောက်မှုတွေလုပ်လာခဲ့တာ၄နှစ်ကျော်လာတဲ့အချိန်မှာနောက်ထပ်အဆင့်တစ်ခုတက်ဖို့ကြိုးစားနေတဲ့အချိန်မှာဒီဟာတကယ်တော့ဘိုးနဂါရဲ့ဒီတဲ့ဟာကျွန်တော်တို့တော်လှန်ရေးအတွက်တော့ဒါကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးအရာပြောတာပါကျွန်တော်တို့တော်လှန်ရေးဘက်ကအားဖြစ်စေတဲ့အချိန်မှာဒီလိုအားမျိုးကိုကျွန်တော်တို့ကြီးညာမိတာတကယ်တော့လွဲမှားတဲ့သဘောဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ဒီနေရာမှာအစိုးရအဖွဲ့နဲ့ကိုစားကျွန်တော်တို့ဝန်ခံနေတယ်ပေါ့နော်လွဲမှားသွားတယ်တကယ်တော့ timing ကအဲ့လိုသွားရမှာလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ process ကလည်းဒီလိုသွားရမှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးတော့ကျွန်တော်တို့ဖြေကြားခြင်းပါတယ်လို့ကျေးဇူးမင်းညရှင်နာရီကမြစ်ကြီးနားလေဆိပ်ကနေမန္တလေးကိုပြန်မဲ့ခီးတဲ့တင်လေရင်တစင်းကို KIA နဲ့ပူးပေါင်းအဖွဲ့တွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့စစ်တပ်ဘက်ကဆွဆွဲလိုက်ပါတယ်။ KIA ဘက်ကတော့ဒီဆွဆွဲချက်ကိုညှင်းပယ်လိုက်ပြီးဒီလိုမျိုးအမှုမရှိဘူးလို့ပြန်ညင်လိုက်ပါတယ်။ ဒရုန်းကြပြီးစစ်တပ်ကမြစ်ကြီးနားမြို့တွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့
အဆက်သားတွေထိခိုက်ဒဏ်ရာရပြီးအိမ်တွေလည်းပျက်စီးခဲ့ပါတယ်။ဒီဖြစ်စဉ်အပြီးမှာမြန်မာစစ်တပ်ဘက်ကတိုက်လင်ရင်တွေလွတ်ပြီးလိုင်းစာမြို့အနီးနားကစခန်းတချို့နဲ့ဖားကန့်ဘက်ကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။လူအထိခိုက်ကိုတော့မသိရသေးပါဘူး။ဒီလိုစစ်တပ်ဘက်က KIA ပေါ်ဆွဆွဲတာပထမဆုံးချိန်လည်းမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဖေဖော်ဝါရီ12ရက်နေ့တုန်းကလည်းမြစ်ကြီးနားလေဆိပ်ထဲကိုတစ်ခါသုံးအသေးခံဒရုန်းချခဲ့တုန်းကလည်းအခုလိုပဲဆွဆွဲခဲ့တာပါ။မြစ်ကြီးနားလေဆိပ်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ကပ်ရက်ရှိနေတာဖြစ်ပါတယ်။ပြည်တိုင်ဘရင်ရဲ့ညီဖြစ်သူအင်ဒရူးကိုသူ့အိမ်ကနေပလိတ်တွေကပြီးခဲ့တဲ့ကြာသပတေးနေ့ညဘက်ကလာဖမ်းသွားပြီးနိုင်အတော်ကြာစစ်ဆေးခဲ့ပါတယ်။နာမည်ကျော်ကလေးလိမ်မုတ်ဆိုအစတိတ်နဲ့ဆက်ဆက်ပြီးတော့နာမည်ထွက်လာတဲ့အပေါ်မှာပလိတ်တွေကခေါ်ယူစစ်ဆေးခဲ့တာပါ။ဒီလိုဖမ်းဆီးဖို့ပြည်တိုင်ဘရင်ချားစ်ကိုတောင်ကြိုတင်အသိပေးခဲ့တာမျိုးမရှိခဲ့ပါဘူး။ချားဘရင်ကိုမီဒီယာတွေကဒီလိုဖြစ်စဉ်ပေါ်မေးမြန်းတော့ဥပဒေအတိုင်းသာစီရင်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။မင်းသားအင်ဒရူးရဲ့သတင်းတွေထွက်လာပြီးတဲ့နောက်မှာသူ့အကိုချားဘရင်ကသူ့ကိုဝန်စာနန်းတော်ကနေနှင်ထုတ်ထားပြီးအဆောင်ရောင်တွေကိုလည်းဖယ်ရှားထားခဲ့တာပါ။အင်ဒရူးကတော့သူဘာမှမဟုတ်တာမလုပ်ခဲ့ဘူးလို့တွင်တွင်ညင်းနေပေမဲ့အက်စတိန်ဖိုင်နယ်ကပုံတစ်ခုမှာတော့သူ့ကိုအမည်မသိမိန်းကလေးတဦးအပေါ်မှာကိုယ့်ယူကာယအနေထားနဲ့တွေ့ရပါတယ်။ဒါအပြင်သူ့ကိုတရားဝင်တာဝန်ပေးခဲ့တဲ့ကုန်သွယ်ရေးကဏ္ဍမှာလည်းအချက်လက်တွေကိုအက်စတိန်ကိုပေးခဲ့တာအီးမေးလ်တွေမှာတွေ့ရပါတယ်။အင်ဒရူးကိုရဲတွေက17နာရီကျော်စစ်ပြီးဘာဆွဲချက်မှမတင်ဘဲပြန်လွတ်ပေးလိုက်ပေမဲ့သူ့ဆန်အိမ်ကိုနောက်တစ်နေ့မှာသွားစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။သူ့အတွက်လုံခြုံရေးတာဝန်ကျရဲရရှိတွေကိုလည်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။အဆိုးဆုံးကတော့သူ့ကိုထိနှန်းရာထားတဲ့စီရင်ကနေတရားဝင်ဖယ်ရှားဖို့ဥပဒေဆွဲဖို့အထိလုပ်နေကြပြီဖြစ်ပါတယ်။မွေးပြီးချင်းအမေကလက်မခံစွန့်ပစ်လိုက်တဲ့ကလေးကိုအခုတော့ကမ္ဘာတဝန်းကလူတွေလက်ခံထားကြပါပြီ။အဲ့ဒါကတော့ဂျပန်နိုင်ငံတိုကျိုမြို့နဲ့မိုင်20လောက်ဝေးတဲ့အီချီကာဝါတိရစ္ဆာန်ရုံက9လသားအရွယ်မြောက်ကလေးပန့်စ်ပဲဖြစ်ပါတယ်။မွေးပြီးနောက်သူ့အမေကမကြည့်ပဲပြစ်ထားခဲ့ချိန်မှာတခြားမြောက်တွေကလည်းသူ့ကိုလက်မခံတဲ့အပြင်တချို့မြောက်ကြီးတွေကအနိုင်ကျင့်ခဲ့ကြပါတယ်။သူ့အတွက်အဖော်ကတော့တိရစ္ဆာန်ရုံကဝန်ထမ်းတွေနဲ့သူတို့ဝယ်ထားပေးတဲ့မြောက်ဝင်ရုပ်လေးတစ်ခုပါ။အဝါရောင်အော်ရင်ဦးတန်မြောက်ဝင်ရုပ်လေးဟာပန့်အတွက်တော့အနှွေးတက်ပေးမဲ့အစားထိုးအမေလေးဖြစ်တယ်လို့အနည်းဆုံးအဖော်လေးဖြစ်နေပါတယ်။တခြားမြောက်တွေစီကနေပုံပြေးနေရချိန်တကိုယ်တည်းဖြစ်နေချိန်မှာဒီမြောက်ရုပ်ကြီးကသူ့အတွက်အားလုံးဖြည့်ဆည်းပေးနေပါတယ်။ဒါကြောင့်သွားလေရာကိုဒီရုပ်ကြီးကိုမနိုင်မနှင်းဆွဲသွားနေတဲ့မြောက်ကလေးပန့်ရှင်ပုံဟာလူသားကလေးငယ်တဦးနဲ့တောင်သွားလို့တူနေပါတယ်။သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေအင်တာနက်ထက်ကိုပြန့်နှံ့လာပြီးနောက်မှာကမ္ဘာတဝန်းကကြည့်မိသူတွေကတနာဂရုဏာတက်ခဲ့ကြရပါတယ်။ဝန်ထမ်းတွေကလည်းသူ့ကိုအတက်နိုင်ဆုံးပုံမှုကြည့်ရှုဆောင်ရှောက်ကြတဲ့အတွက်အခုဆိုသူ့ကိုမြောက်အုပ်စုတွေကပြန်လက်ခံစားပြုနေပါပြီ။အသက်မရှိတဲ့အယုတ်ပေမဲ့မြောက်ကလေးပန့်အတွက်တော့လိုနေတဲ့အချိန်မှာနှွေးထွေးလုံခြုံရပေးခဲ့တဲ့ဒီလိုမယုံနိုင်စရာဖြစ်ရကတော့ပြည်သက်တွေအတွက်အမတ်ရစရာဖြစ်နေအောင်မှာဖြစ်ပါတယ်။ဘာမပုချေရဲ့တပတ်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာလေးဖြစ်ပါတယ်ရှင်။ဘာမပုချေကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးလုံခြုံအေးချမ်းတဲ့ဘဝတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေရှင်။